data form မှာ shotgun skin တွေ free pay shotgun skin တွေတခြားသနက် skin တွေ helicopter skin တွေ free pay နေပါတယ်ဆိုတော့ဒီ skin တွေကိုဘယ်လိုယူရမလဲဆိုတာကျွန်တော်တို့တစ်ချက်သွားကြည့်လိုက်အောင်ဆိုတော့ event ထဲကိုသွားမယ်ကျွန်တော်တို့ event ထဲကိုသွားပြီးရင်ဒီနေရာကိုသွားမယ်ပြီးဒီမှာ stock ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီမှာဗာပေးထားတဲ့အတွက် skin တွေ free ပေးထားတယ် shotgun ရယ်ဒီကောင်ရယ်ပြီးတော့ VSS ရယ်ပြီးတော့ကျွန်တော်တို့ ATV skin ရယ်ယူလှပါတယ်တွက်နေတော့ skin ရယ် helicopter skin ရယ် recon skin တွေပြီးနေပါတယ်ပြီးတော့ဒီ skin လဲတဲ့ကပ်ပြားလေးတွေဒါလေးပြီးနေပါတယ်ဆိုတော့ဒီ skin တွေကိုယူဖို့အတွက်ဒီ coin လေးတွေနဲ့ဒီ coin လေးတွေနဲ့လဲရတာဖြစ်ပါတယ်ဒီ coin လေးတွေကိုဘယ်ရယူရတယ်လဲဆိုရင်ကျွန်တော်ပြောပြပေးပါမယ်ဒီ coin လေးတွေကဘယ်လိုဘယ်ယူရလဲဆိုရင်ဒီထဲကိုတစ်ချက်သွားလိုက်ပါပြပတ်ပြန်ဆုပ်လိုက်ပါ event ထဲကိုဒီနေရာကိုပြန်တော့ပါပြီးရင်ဒီမှာလေးမှာစီမှုမှာတဆောရမှာဖြစ်ပါတယ်ဒီမှာစင်မှုမှာဒီမှာဆို coin 300ဒါကျွန်တော်အကုန်လုံးယူပြီးသားမလို့ coin 300ပြီးတော့ဒီမှာဒီ coin လေးတွေရှိ coin လေးတွေပြီးတော့ဒီမှာ200ပြီးဒီမှာ400ဒီကောင်လေးကိုဘယ်လိုယူရမလဲ test လုပ်ပြီးယူရမှာဖြစ်ပါတယ် test ကဘာလို့ခိုင်းလဲဆိုတော့ဒီမှာဆိုရင် play warfare mask တဲ့နော် warfare မှာဆော့ပါတဲ့တပွဲဆော့ပါတဲ့ပြီးတော့ရမယ်တဲ့ပြီးနောက်တစ်ခုက must win 3 in စင်မှုမှာကျွန်တော်တို့3ပွဲနိုင်ရပါမယ်စင်မှုမှာ3ပွဲနိုင်အောင်ဆော့ပါမယ်ပြီးရင်နောက်တစ်ခုကစင်မှုမှာ warfare the fight is စင်မှုစင်မှုမှာဒီကောင်5ပွဲနိုင်အောင်ဆော့ရပါမယ်5ပွဲနိုင်ရင်400ရပါမယ်ပြီးတော့နောက်တစ်ခုကဒီမှာK437 ကိုကျွန်တော်တို့ level 50အထိတင်ပေးရပါမယ် K437 level 50အထိတင်ပေးရင်300ရပါမယ် K437 ကို K437 ကဘယ်ဟာလဲဆိုရင်ကျွန်တော်တစ်ချက်ပြပေးပါမယ် K437 ကဒီကောင်ပါဒီခဏလေးလာ K437 ကဒီကောင်ပါဒီကောင်ကို level 50အထိမှအောင်တင်ပေးရပါမယ်အဲဆိုရင် coin 300ရပါမယ်ဒီကောင်ကအစိုးရကလေးကတင်ပြီးသားသူတွေကတော့ရမှာမဟုတ်ဘူးအဲဒီတော့ event မလာခင်ကလေးက level မှတ်ပြီးသားသူတွေဆိုတော့ဒီကောင်ကရမှာမဟုတ်ပါဘူးအခုမမှတ်ရသေးတဲ့သူတွေဆိုတော့ရပါတယ်ဒီကောင်50အထိမှတ်ပေးလိုက်ပါပြီးရင်ကျွန်တော်ဒီမှာ skin တွက်လဲလို့ရပါတယ်ဒီမှာ400 shotgun skin ကို400ဒီကောင်ဆိုလည်း400ဒီကောင်ဆိုလည်း400 ATV လည်း400ဒီကောင်လည်း400ဆိုတော့ကျွန်တော်တို့ဒီကောင်ကို skin လဲလို့ရမှာလေတခုရှိတာကကျွန်တော်တို့ coin နဲ့ရတဲ့ coin နဲ့လဲရမှာပေါ့ coin ကိုကျွန်တော်တွက်ပြပါမယ်ကျွန်တော် warfare တခုဆောက်ယူဒီ skin တွေအကုန်လုံး5ခုလုံးကိုရချင်တယ်ဆိုရင်ကျွန်တော်တို့ warfare မှာကြီးပဲဒီထဲမှာကြီးပဲ test တွေလုပ်လို့မရပါဘူး operation ဖက်ကိုပြန်ပြီးတော့ကျွန်တော်တို့ test တွေလုပ်ပေးရပါတယ် operation မှာလည်းတုပ်ရလေးပါတယ်ဒီမှာဆိုရင်ဒီ warfare ထဲမှာပဲကျွန်တော်တို့ test တွေလုပ်မှဆိုရင်ဒီ warfare ထဲမှာဆိုအလုံးစုစုပေါင်း1000နဲ့1400လားခဏလေးကြောက်ရပြမယ်ဒီမှာ300ဒီမှာဆိုရင်200 500နဲ့400 900နဲ့300 1200ပဲရပါတယ်1200ပဲရတော့ဒီကောင်1200ပဲဆိုတော့3မျိုးတနက်စကန်3လက်ပဲရမှာဖြစ်ပါတယ်4 3 4 1200 3မျိုးပဲရမှာဖြစ်ပါတယ်ကျန်တဲ့ဒီ ATV skin နဲ့ recon skin တွေကိုထပ်လို့ရှင်နေတယ်ဒီကပ်ပြားလေးတွေလည်းထပ်လဲရှင်နေတယ်ဆိုရင်ကျွန်တော်တို့က operation ဖက်မှာသွားပြီးတော့ test တွေလုပ်ပြီးတော့ယူလို့ရပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ operation ဖက်မှာသွားရ operation ဖက်ကိုသွားပါမယ်ခဏလေးစင်းမှုဆိုတာကကျွန်တော်တို့ညာပြရလဲဆိုဒီထဲမှာဝင်လိုက်ပါကစားရေးတဲ့နေကွန်ဝေးနေတော့ဝင်လိုက်ပါဝင်မေးဒီမှာ5 days ဆိုပြီးကြံပါတယ်9ရက်ကြံပါလေးတယ်စင်းမှု5 day ဒီကောင်ပြောတာပါဒီစင်းမှုပြောတာပါ event အဲ့ကောင်ဆော့ပေးရတာဖြစ်ပါတယ်တခြားဟာတွေဆော့လို့မရပါဘူးတခြားတွေဆော့ရင်တော့ကွာမရပါဘူးဆိုတော့ operation ဘက်ကိုတစ်ချက်သွားမယ်
အခုနောက် warfare မှာကျွန်တော်တို့က warfare မှာ1400ပဲရတယ်ဟိုစုစုပေါင်း1400ပဲရတယ်ဆိုတော့တနက် skin 3လက်ပဲရတာပေါ့နော်3လက်ပဲရတော့နှစ်ခုလိုသေးတယ်ကျွန်တော် ATP နဲ့ Vegan skin နဲ့နှစ်ခုလိုချင်တော့800လိုသေး800လိုတော့ကျွန်တော်တို့ operation ဘက်ကိုပြောင်းပြီးတော့ test တွေပြန်လုပ်မယ် event ထဲဝင်မှာ operation ထဲဝင်ပြီး event ထဲဝင်မှာပြင်ဒီနေရာထပ်လိုက်ပါဒီမှာ operation ဟာရှိပါတယ် test တွေလုပ်ပြန်ဒီနေရာဝင်မှာဒီနေရာလေးဝင်မှာဝင်ပြီးဒီအောက်မှာရှိပါတယ်ဘောဒီနေရာမဟုတ် sorry ငါလို့ဒီအောက်မှာဒီမှာဒီနေရာလေးပါဒီနေရာလေးဝင်မှာဝင်ပြီးရင်ဒီအောက်မှာရှိပါတယ်ဒီမှာဒီကောင်300ဒီကောင်300ဒီ300ဘာရတာလဲဆိုကျွန်တော်တို့ operation ကိုနှစ်ပွဲဆုပ်ပေးရပါမယ် operation နှစ်ပွဲဆုပ်ပေးရင်300ရပါမယ် operation ကို3ပွဲဆုပ်ပေးရင်နောက်ထပ်300ရပါမယ်အဲ့ဒါဆို600ထည့်ရပါမယ်600ထည့်ရတော့ကျွန်တော်တို့အခုနောက် warfare မှာက1400ရထားတယ်ဒီမှာ600ရတယ်ဆိုတော့အလုံးပေါင်း1800ရှိပါတယ်1800ရပါမယ်စကင်အလုံးလို့ရှင်နေဆိုရင်တော့2000လောက်ကတော့2000လောက်ရဲ့ရှိမှရပါမယ်ဆိုတော့နေရာလိုတဲ့နေရာလိုတာပဲမှာတော့ယူရမလဲဆိုတော့ဒီထဲကိုသွားပါဒီထဲသွားပြီးရင် operation ထဲမှာပဲဒီထဲသွားပြီးရင်ဒီမှာ operation test လုပ်ရနေရှိပါတယ်ဒီမှာ point တွေလည်းယူလို့ရပါတယ်ဒါဆိုရင် operation ကို3ခါဘယ်လိုပြောမလဲ3ချိန် extract လုပ်ခိုင်းတာထွက်ခိုင်းတာပေါ့ကွာကာသာဝဲတဲ့ operation နဲ့ဝင်ပြီးရတယ်မတည်ပဲနဲ့ပြန်ထွက်လာအဲ့လိုလုပ်ခိုင်းတာ3ခါထွက်ရမှာပဲ3ပွဲဆော့မှာပေါ့3ပွဲဆော့ရင်ဒီမှာ200ထည့်ရပါမယ်200ထည့်ရရင်ကျွန်တော်တို့ coin 2000ရပါမယ်ဒီကောင်ကပွဲထဲမှာ operation နဲ့ဝင်ပြီးရတယ်လမ်းလေးပါလေးရှောက်ပြီးတော့ပြန်ထွက်ရင်လည်းရတယ်ဒါမှမဟုတ်ကျွန်တော်တို့တခြားပစ္စည်းတွေပါရှာရှင်လေးတွေရှာပြီးမှထွက်မယ်ဆိုလည်းရပါတယ်အဲ့လို3ခါထွက်ပြီးရင်နေရာရပါမယ်ပြီးရင်နောက်တစ်ခုအပေါ်မှာ5ခါထွက်ရင်နောက်ထပ်400ထည့်ရပါမယ်5ခါထွက်ပြီးနောက်ထပ်400ထည့်ရပါမယ်ဆိုတော့2400ဒီမှာ400 test တွေလုပ်ရပါလိမ့်တယ်ဒီမှာ400 500 600 600နဲ့400ပေါ်1000ကျွန်တော်တို့ကဒီမှာ skin လေးတက်ကကျန်ကျွန်တော်စီမှာဒီတခုရယ်ဒါရယ်ဒါရယ်ပြီးတော့ဒီကောင်ရယ်ပြီးရင်ဒီကောင်ရယ်ပြီးရင်ဒီကောင်ရယ်5ခုလုံးလေးမှာကျွန်တော်တို့က2000ပဲကုန်ပါဆိုတော့ဟိုမှာ1000 test တွေထပ်လုပ်လို့1000ထည့်ရပါမယ်1000ထပ်ပူပါတယ်ပူတဲ့ဟာတော့ဒီကောင်လဲလို့ရပါတယ်ဒီကောင်က skin တွေပါလဲရတာပါဆိုဒီကောင်တွေက skin တွေပါလဲတဲ့နေရာမှာတုံးလို့ရပါတယ်ဒီကောင်ဘယ်မှာတုံးလဲဆိုတော့ဒီကောင်ဒီကပ်ပြလေးတဲ့ဘယ်မှာတုံးတယ်လဲဆိုရင်ဒီမှာတုံးလို့ရပါတယ်ဒီမှာ skin တွေတွဲလဲလို့ရပါတယ်ကျွန်တော်မရှိဘူးပုံဖောက်လိုက်ဒီမှာတွဲလဲလို့ရပါတယ်ဆိုတော့အားလုံးနားလည်မယ်လို့ထင်ပါတယ်ဒီနေ့တော့ပဲကျွန်တော်ကို data phone နဲ့ပတ်သက်ပြီးတော့သိရှင်တာလေးတွေ setting နဲ့ပတ်သက်တာလေးတွေတခြားသိရှင်တာလေးတွေရှိရင်မေးမြန်းလို့ရပါတယ်ကျွန်တော်ဒီတစ်လောက် brother တို့ကိုပြန်ပြီးတော့ဖြေပေးပါမယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဒါပါပဲ